တင်ဟာတင်မလုပ်ချင်တဲ့အလုပ်တစ်ခုကိုညှင်းဆန်ပိုင်ခွင့်မရှိပဲလုပ်နေရတယ်။ဒါပေမဲ့လူတွေအားလုံးရဲ့အမြင်မှာတော့တင်ကိုယ်တိုင်ကတည့်ရခံမှာပဲ။ဒီလိုဖြစ်ရမျိုးတင်ကြုံဘူးပါသလား။ကြုံရောကြုံချင်ပါသလား။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Kerry Karim Channel လေးမှာကြိုဆိုလိုက်ပါတယ်။ယနေ့မှာတော့ Super Song များပါဝင်ပြီးဇလန်းလက်အရန်ကောင်းမွန်တာကြောင့်လူကြအရန်များတဲ့ Moving ဆိုတဲ့ဇလန်းလေးရဲ့စတုထပိုင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အမဲလိုက်သမားဟာသူ့ရဲ့သားကောင်ဖြစ်ခဲ့တဲ့ X-ray အမြင်ရှိတဲ့မလှချင်းရဲ့ဇာပနာကိုတက်ရောက်နေပါတယ်။အကြောင်းရင်းကတော့မလှချင်းမှာကျင်းချင်းသူသားသမီးရှိမရှိစစ်ဆေးဖို့ပါ။မကြခင်မှာပဲကောင်လေးတစ်ယောက်ကသူ့မျက်နှာချင်းဆိုင်မှာထိုင်နေပြီးသူဟာမလှချင်းရဲ့သားဖြစ်ချောင်းအမဲလိုက်သမားကိုပြောလိုက်ပါတယ်။အမဲလိုက်သမားကချက်ချင်းတက်ဖြစ်ဖို့လုပ်လိုက်ပေမဲ့မွေးစားထားတယ်လို့သိလိုက်ရတဲ့အကြောင်းဒီကောင်လေးကန်ကောင်းသွားခဲ့တာပါ။မလှချင်းမှာမွေးစားသမီးတွေအများကြီးရှိပြီးသူမဟာသူတို့ကိုကောင်းမွန်စွာဆောင်းရှုံးခဲ့ကြောင်းသိလိုက်ရတော့အမဲလိုက်သမားဟာမိခင်ကောင်တယောက်ကိုသူတက်ခဲ့ရတဲ့အတွက်စိတ်မကောင်းဖြစ်သွားပါတယ်။ကလေးဘဝကလေးကမိဘတွေစွန့်ပစ်ခဲ့တဲ့အမဲလိုက်သမားဟာတာဝန်မဲ့တဲ့မိဘတွေအပေါ်မှာကြီးစွာသောမကျေနပ်ချက်တွေရှိနေခဲ့ပါတယ်။စူပါလူသားတွေအားလုံးဟာသူ့ရဲ့မိခင်လိုပဲသူတို့ရဲ့သားသမီးတွေကိုစွန့်ပစ်လိုက်မယ်လို့သူယူဆထားခဲ့တာပါ။ဒါပေမဲ့ဘာပေါ်မှာဒီလိုမျိုးကျင်နာတတ်တဲ့စူပါလူသားတစ်ယောက်နဲ့တွေ့ဆုံရလိမ့်မယ်လို့သူမမျှော်လင့်ခဲ့ပါဘူး။သူအပြစ်ရှိစိတ်နောင်တရစိတ်တွေခံစားခဲ့ရပေမဲ့ဘသူကိုတက်ရမယ်ဆိုတာကသူဆုံးဖြတ်နိုင်တဲ့အရာတခုမဟုတ်ခဲ့ပါဘူး။မဲလိုက်သမားဟာငယ်ဘဝကဆင်းရဲဒုက္ခရောက်ခဲ့ရပါတယ်။သူ့မိခင်ကသူ့ကိုပြစ်ပယ်ထားတဲ့အတွက်အမေရိကန်စစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။စစ်တပ်ကသူတို့ကိုလေ့ကျင့်ပေးစမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီးအသက်ရှင်ကျန်ရစ်သူတွေဟာစစ်တပ်ရဲ့လက်နက်ဖြစ်လာခဲ့ပါတယ်။အမဲလိုက်သမားဟာအဲ့ဒီငရဲပုံလိုစိုးရတဲ့အခြေအနေကနေလွတ်မြောက်ပြီးစစ်တပ်ကသူ့ကိုခေါ်ယူခဲ့ပါတယ်။အဲ့ဒီလိုနဲ့သူဟာ F ဆိုတဲ့ကုတ်နာမည်အသစ်ကိုရရှိခဲ့တာပါ။စစ်တပ်ကစမ်းသပ်ခံတွေကိုနာမည်ပေးခဲ့ပြီးအမဲလိုက်သမားဟာအခြေစိုက်စခန်းရဲ့ပစ္စမမြောက်လုံးကြံတက်ဖြစ်သူဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူဟာသူ့ရဲ့အတိတ်ဘဝကိုဆွတ်လွတ်ခဲ့ပြီးခန်းစားချက်ကင်းမဲ့သူတူဖြစ်လာခဲ့တာပါ။အကယ်၍သူသာသူ့မိဘတွေရဲ့စွန့်ပစ်ခြင်းမခံခဲ့ရရင်ဘယ်လိုဘဝမျိုးမှာရှင်သန်နေရမလဲဆိုတာကတော့သူ့အမြဲတွေးနေတဲ့အရာတစ်ခုပါပဲ။ဒါပေမဲ့ဒီလောကကြီးမှာအကယ်၍ဆိုတာမျိုးလုံးဝမရှိပါဘူး။ဒါဟာသူကိုယ်တိုင်လက်ခံရမယ့်သူ့ရဲ့ကံကြမ္မာပါပဲ။လက်ရှိအချိန်ကိုပြန်ရောက်လာတဲ့အခါအမဲလိုက်သမားကိုသူ့အဖွဲ့အစည်းကပြစ်မှတ်အသစ်တစ်ခုကိုပေးအပ်လာခဲ့ပါတယ်။သူလုံးနိုင်တာကတော့သူ့အတွက်သတ်မှတ်ထားတဲ့တားကောင်ရဲ့အသက်ကိုနှုတ်ယူဖို့ပါပဲ။အမဲလိုက်သမားဟာပြစ်မှတ်ရဲ့စာရွက်စာတမ်းကိုကောက်ယူလိုက်ပါတယ်။မဟာအာယုံခံစားမှုမြင်မာတဲ့စွမ်းအားကိုပိုင်ဆိုင်ထားတဲ့အမျိုးသမီးတဦးဖြစ်ပြီးစင်ကြေဘုံရက်ကွက်မှာဝတ်သားကသလိဆိုင်ဖွင့်ထားသူတဦးဖြစ်ပါတယ်။ဒီအမျိုးသမီးကတော့တခြားသူမဟုတ်ပဲကင်မြက်မိခင်ဖြစ်ပါတယ်။အမဲလိုက်သမားရောက်လာတာနဲ့သူမကတခုခုမူမမှန်မှုဆိုတာကိုချက်ချင်းသိလိုက်ပါတယ်။ဒါကြောင့်သူမကကင်ကိုအိမ်မပြန်ဖို့အမြန်စာပို့လိုက်ပါတယ်။ဒါပေမဲ့ကင်မကောင်းစွာနဲ့ပဲကင်ကတော့အိမ်ပြန်လာနေခဲ့ပါပြီ။7မိနစ်ကြာလို့ကင်အိမ်ရောက်လာတဲ့အခါသူ့အမေကဧည့်သည်အဖြစ်သူ့ကိုဟန်ဆောင်မှုစူးစမ်းခဲ့ပေမဲ့ဘာမှမသိတဲ့ကင်ကအမားတစ်ခုကိုလှုပ်လိုက်ပါတယ်။အမဲလိုက်သမားကကင်ကိုဒါကမင်းအိမ်လားလို့မေးတဲ့အခါကင်ကဟုတ်ပါတယ်ဗျာလို့ဖြေလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူ့အမေကဘောင်းမီတွေကတနက်ကိုလှမ်းယူလိုက်ပါတယ်။သူ့ရှိကအမဲလိုက်သမားလှုပ်ရှားလိုက်တာနဲ့ချက်ချင်းကောင်းကိုပြစ်တက်ဖို့သူမကကြံစီထားခဲ့တာပါ။အော်စရာကောင်းတာကတော့အမဲလိုက်သမားကဘာမှမလုပ်ခဲ့ပါဘူး။သူထွက်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာပဲသူ့ရဲ့အထက်အရာရှိတွေစီကနေစစ်စင်ရေးကိုရက်ဆိုင်ဖို့အမိန့်ရလိုက်လို့ပါပဲ။မဲလိုက်သမားဟာ CIA ကနေလေ့ကျင့်ပေးထားတဲ့လက်နက်တစ်ခုဖြစ်ပြီးသူ့ရဲ့ mission ကတော့တောင်ကိုရီးယားမှာရှိတဲ့ super power ရှိသူအားလုံးဖယ်ရှားပစ်ဖို့ပါပဲ။ဒါပေမဲ့အဲ့ဒီညမှာဒါရိုက်တာကဒီအစီအစဉ်ကိုဖော်ထုတ်လိုက်ပါတယ်။သူဟာအမေရိကန်ကိုယ်စားလှယ်တဦးကိုကိုရီးယားနိုင်ငံလုံခြုံရေးဌာနကိုခေါ်ယူပြီးစစ်စင်ရေးကိုရပ်တန့်ဖို့တောင်းဆိုခဲ့ပါတယ်။ PR ပေးခံရတဲ့အမေရိကန်ဝန်ထမ်းကယာယီသဘောတူဖို့ကလွဲပြီးအခြားရွေးချယ်စရာလုံးဝမရှိခဲ့ပါဘူး။ဒါပေမဲ့သူလုံခြုံရေးဌာနကနေထွက်သွားပြီးနောက်မှာပဲအမေရိကန်ဝန်ထမ်းကအမဲလိုက်သမားစီကိုညွှန်ကြားချက်အသစ်တွေပို့လိုက်ပါတယ်။ဒီတဲ့ချိန်မှာအမဲလိုက်သမားရဲ့ပြစ်မှတ်ကဘလို့တရားကိုမစိုးအလိုလျောက်ကုသနိုင်တဲ့စူးရဲ့ဖခင်ပဲဖြစ်ပါတယ်။သူဟာပြစ်မှတ်ရဲ့ပုံကိုဂရုတစိုက်ကြည့်နေတော့မှပဲကားတိုက်လို့နေပါဖြစ်ခဲ့ရပါတယ်။အစကတော့သူစိတ်လွတ်နေခဲ့လို့ထင်ခဲ့ပေမဲ့ဘတ်စကားကိုမောင်းနေလာတာကဒူးဆိုတာကိုတော့သူမသိခဲ့ပါဘူး။အမဲလိုက်သမားကိုမြင်တာနဲ့ဒူးကခရီးသည်အလုံးကိုမောင်းထုတ်ပြီးနောက်ကနေမရမကကိုလိုက်လံဖမ်းဆီးခဲ့ပါတယ်။အောက်ကိုရက်တန့်စေဖို့သူဟာဇက်တိုက်ကို delivery ကားကိုတိုက်နေခဲ့ရပါ။အမဲလိုက်သမားနဲ့ထိတ်တိုက်တွေ့ချိန်မှာတော့သူဟာအဲ့ဒီလူရဲ့ပြန်မဟုတ်ဘူးဆိုတာကိုသိလိုက်ပါတယ်။ဘာလို့ဆိုသူကကလေး TV show တွေကဟန်ဆောင်လူစိုးကိုပဲချပူးပြီးအမဲလိုက်သမားကနိုင်ငံတော်အဆင့်လုံးချန်တက်ဖြတ်ရေးသမားဖြစ်နေတာကိုဒူးရဲ့လျှက်စီးတွေနဲ့မျက်လုံးတွေကိုကြည့်ပြီးသူဘသူလဲဆိုတာကိုအမဲလိုက်သမားကသိလိုက်ပါတယ်။ထို့နောက်မှာပဲအตาရပဲပြင်းပေးလိုက်ပါတော့တယ်။ဒါပေမဲ့အမဲလိုက်သမားကသူ့ကိုမတက်ခဲ့ပါဘူး
ခင်ကိုချစ်တဲ့စိတ်ကိုလေးစားတာကြောင့်သူ့ရဲ့နောက်ထပ်ပြစ်မှတ်ဖြစ်တဲ့စူးရဲ့ဖခင်ချက်ကျော်ဆိုင်ကိုပဲညှာဦးလဲလာလိုက်ပါတော့တယ်အမဲလိုက်သမားဟာစူးရဲ့ဖခင်ဖွင့်ထားတဲ့ချက်ကျော်ဆိုင်ကိုရောက်လာခဲ့ပါတယ်စူးရဲ့ဖခင်တတိမထားမိတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးသူ့ကားနဲ့ဝင်တိုက်လိုက်ပါတော့တယ်စူးရဲ့အဖေရေပြင်ပေါ်လဲကျသွားတဲ့အခါသူဟာရရဆက်ဆက်အသက်ရှူရက်သွားတဲ့အထိအကြိမ်ကြိမ်ကြိတ်လိုက်ပါတော့တယ်အဲ့ဒီနောက်မှာအမဲလိုက်သမားကအခင်းဖြစ်ပွားရာနေရာကနေထွက်ခွာသွားခဲ့ပါတယ်မစ်ရှင်ကချောချောမွေ့မွေ့ပြီးသွားပြီလို့ထင်ခဲ့ပေမဲ့စူးရဲ့ဖခင်ကအလွယ်တကူသေဆုံးမှာမဟုတ်ပါဘူးသူကအမဲလိုက်သမားရဲ့ကားအောက်ကနေထွက်လာပြီးရင်မောင်းထိုင်ကုန်စီကိုတန်တက်မတ်မတ်ရှောက်သွားခဲ့ပါတယ်။ကြားနဲ့စင်လဲပြင်မှာတွေ့ကြပါပြီ။အလိုလျောက်ပြန်လဲခုသနိုင်စွမ်းရှိသူနှစ်ယောက်ရဲ့တိုက်ပွဲဟာထင်ထားတာထက်ကိုပိုပြင်းထန်နေပါတယ်။အမဲလိုက်သမားကစူးရဲ့ဖခင်ကိုအလန်းစားအကွက်နဲ့လဲဘင်းကိုချိုးလိုက်ပြီးစူးရဲ့ဖခင်ကလည်းအမဲလိုက်သမားကိုတကွက်ပြီးတကွက်သေစင်နိုင်လောက်တဲ့ပြင်းအားတွေနဲ့ကင်ပေါက်နေတာပါ။ကိုမသိနိုင်မှုဆိုတာကိုသိနေတဲ့လူနှစ်ယောက်ရဲ့တိုက်ပွဲမှာရှောင်ရှားတော်ရှိမနေခဲ့ပဲထိုးချက်တိုင်းကိုမျက်နှာပင့်ခံပြီးအသက်ထွက်နိုင်တဲ့တိုက်ကွက်တွေနဲ့တယောက်တစ်လက်စီအပြန်ကျွေးနေကြရပါ။နေ့ကပွဲကျန်းကြတာဗန်ကားကြီးကလောက်ယုံတင်မကပဲလဲပါသွားပါတယ်။ကားလောက်တာမြင်တိုင်းထိုင်ချောင်းတက်တဲ့ကောင်တွေကတော့စက်သိန်းထနေမှာတေးချပါပဲ။နိုင်ရီများစွာ fighting ပလေးနေခဲ့ကြပေမဲ့အမဲလိုက်သမားကစူပါခင်ကိုအနိုင်မယူနိုင်ပါဘူး။စူပါခင်ရဲ့အနာကျက်နိုင်စွမ်းကအမဲလိုက်သမားတဲ့ပိုအားကောင်းနေတာကြောင့်ပါစူးရဲ့အဖေကတော့နှလုံးကုန်နေတဲ့၍အသက်ရှင်နိုင်ပေမဲ့အမဲလိုက်သမားကတော့ဦးကောင်းကိုတိုက်ခိုက်ခံရရင်အဆုံးသတ်သွားမှာပါသူအသက်မရှင်နိုင်တော့ဘူးဆိုတော့သိလိုက်တဲ့အမဲလိုက်သမားကစူးရဲ့နာမည်နဲ့အကြောင်းကိုပြောပြပြီးစူးရဲ့ဖခင်ကိုဒေါသထွက်အောင်လုပ်လိုက်ပါတယ်သူနဲ့သူ့သမီးဘသူမှလုံခြုံမှာမဟုတ်ဘူးဆိုတာကိုစူးရဲ့ဖခင်ကိုသိစေချင်ခဲ့တာပါဒါဟာသူ့ဘဝမှာသူလှုပ်ခဲ့ဘူးတဲ့တစ်ခုတည်းသောကောင်းမှုဖြစ်နေပါတယ်တန်900လောက်မှာကျော်တဲ့လက်သီးချက်တွေကသူ့မျက်နှာပေါ်ကိုစက်တိုက်ထိုးဆင်းနေပါတယ်သူတစ်သက်လုံးအားကိုးခဲ့တဲ့အနာကျက်နိုင်စွမ်းအားထက်ပုံမပြင်းထန်တဲ့ဒဏ်ရာတွေဟာသူ့မျက်နှာနဲ့လေပင်တစ်ဝက်မှာနေရာယူနေကြပါပြီ။ဒါပေမဲ့သူစိတ်ပူနေခဲ့တာကတေရမှာကိုမဟုတ်ပါဘူး။သူမသေးခင်မှာသူ့နာမည်အရင်ကိုတစ်ခါလောက်ထပ်ပြီးထုတ်ဖို့ပြောကြားချင်ခဲ့တာပါ။သူဟာနာကျင်မှုတွေကြားကနေရှိသမျှနောက်ဆုံးခွန်အားလေးကိုအသုံးချလိုက်ပြီးစကားလေးတစ်ခုကိုပြောလိုက်ပါတယ်။ကျွန်တော်နာမည်ကအိုင်ယိုဝါပါ။အနေရဟာပြီးမြောက်သွားပြီလို့ထင်နိုင်ပေမဲ့သူဟာစစ်တူရင်ခုံမော်ကနေရုပ်လေးတတပဲဆိုတာကိုစူးရဲ့ဖခင်ကသိခဲ့ပါတယ်။ဒါကြောင့်သူဟာအမဲလိုက်သမားရဲ့ဖုန်းကိုရှာဖွေပြီးသူတို့အားလုံးကိုဖယ်ရှားပစ်မယ်လို့သူ့ရဲ့အထက်အရာရှိတွေကိုသတင်းစကားလမ်းပို့လိုက်ပါတော့တယ်။ထို့နောက်သူတို့ဖုန်းလမ်းနေတဲ့တက်တဲ့အထောက်အထားအားလုံးကိုမီးရှို့ပစ်လိုက်ပါတော့တယ်။သူရဲ့ပေနေတဲ့စူးရဲ့ဖခင်ဟာအိမ်ပြန်ရောက်လာပါပြီ။ဒါပေမဲ့စူးကတော့ဝက်ဝင်ငယ်လေးတစ်ကောင်လို့စူပါပေါ်မှာအိပ်ပျော်နေပါပြီ။သူမကသူ့အဖေကိုမဆောင်ပဲစားစရာအချို့ကိုခြံထားခဲ့ပါတယ်။အဆစားနေရင်စူးရဲ့ဖခင်ကသူမကိုကာကွယ်ဖို့တိတ်တိတ်ဆိတ်ဆိတ်ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုခန်းစားချက်မျိုးကိုကင်မြက်မိခင်ကလည်းခန်းစားနေရပြီးအနေရတစ်ခုနီးကပ်လာနေပြီဆိုတာကိုသိနေပါတယ်။နေတိုင်းသူမကကင်ကိုအချိန်မဲ့အိမ်ပြန်လာဖို့တတိပေးနေပြီးသူသားကိုအနေရတစုံတစ်ခုကြားရောက်မှာကိုအရန်စိုးရိမ်နေရရှာပါတယ်။ညနေဘက်တစ်ခုမှာចောင်းသားတွေအားလုံးထွက်သွားပြီးနောက်မှာတယောက်တည်းရက်နေတဲ့ပုံကြီးတစ်ခုကအာကာစခမ်းမတွေကိုတိတ်တဆိတ်ဝင်ရောက်လာပါတယ်။အမြင့်ကုန်တိုင်းတာရင်သုံးတဲ့ဗုတ်ပြားပေါ်ကဝက်အူတွေကိုစစ်ဆေးနေရင်တခုခုကိုတွက်ချက်နေပုံရပါတယ်။နောက်တစ်နေ့ကတော့စူးရဲ့လေ့ကျင့်ရင်းနေပါသူဟာအမြင့်ပေတိုင်ပုတ်ပြားကိုအကျဉ်းချင်းခုံပြီးရိုက်နေခဲ့ပါတယ်။ဒါပေမဲ့ဝက်အူတွေရှောနေခဲ့တဲ့အတွက်အလေးချိန်ကိုမခံနိုင်ပဲပုတ်ပြားဟာစူးပေါ်ကိုပြုတ်ကျလာခဲ့ပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့ကင်မဟာသူမစီကိုအမြန်ခုန်ပြန်သွားဖို့စူးစမ်းခဲ့ပေမဲ့ကန်ကပုံမြန်နေခဲ့ပြီးသူကြိတ်ချစ်နေတဲ့ကောင်မလေးကိုအကွက်လှလှလေးနဲ့ကဲတင်နိုင်ခဲ့ပါတယ်။ဒီဖြစ်ရက်ကိုဆရာအပါဝင်ကျောင်းသားတိုင်းကမြင်လိုက်ကြရပြီးကောင်မလေးတယောက်ကလည်းဒီဖြစ်ရက်ကိုမှတ်တမ်းတင်နေခဲ့ပါတယ်။အဲ့ဒီအခါမှာကင်မဟာသူနဲ့စူးအပြင်စူပါပါဝါရှိတဲ့လူတွေဟာဒီကျောင်းမှာရှိနေကြသေးတယ်ဆိုတာကိုသိလိုက်ရပါတယ်။သူ့အမေကသူ့ခြေထောက်မှာအလေးလုံးတွေသာရှိမထားခဲ့ရင်သူကန်းကိုရှုံးမှာမဟုတ်ပါဘူး။သူစူးကိုကဲတင်နိုင်ခဲ့မှာပါ။ဒေါတာထွက်နေတဲ့ကင်မဟာအဲ့ဒီညမှာအလေးတွေကိုဖြေလိုက်ပြီးသူ့စွမ်းအားကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုစတင်လေ့ကျင့်ပါတော့တယ်။ဘသူမှသူ့ကိုဘယ်လိုပြင်တန်းရမလဲဆိုတာကိုတစ်ခါမှမသင်ပေးခဲ့ဘူးပါဘူး။သူ့အမေကသူ့ရဲ့စွမ်းအားတွေကိုအမြဲဖုံးကွယ်ထားဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့တကယ်ပြန်တန်းကြည့်လိုက်တဲ့အခါမှာတော့သူထင်ထားတာလောက်နှောက်เสียရမကောင်းမှုဆိုတာကိုကင်သဘောပေါက်သွားခဲ့ပါတယ်။သို့တော်လည်းပြန်တန်းနေစမှာသူကြောက်လန့်နေတဲ့သူ့အမေကိုမြင်လိုက်ရတဲ့အတွက်ကင်ဟာရုတ်တရက်မြေပြင်ပေါ်ကိုပြင်းထန်စွာပြုတ်ကျလာခဲ့ပါတယ်။သူ့အမေကဘာလို့ဒီလိုပြန်တန်းနေရလဲလို့မေးတဲ့အခါကင်ကသူ့စွမ်းအားတွေကိုအသုံးပြုပုံကိုစနစ်တကျမသင်ပေးပဲဘာလို့ဖုံးကွယ်ထားဖို့အမြဲတမ်းပြောနေခဲ့တာလဲလို့သူ့အမေကိုရန်တွေးလိုက်ပါတော့တယ်။တော်လန်နေတဲ့ကင်ကိုမြင်တဲ့အခါသူ့အမေကကိုကယ်ရမက်ပြီးဝမ်းနဲ့ချီကွဲသွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူမကမင်းအဖေလိုပဲမင်းအဆုံးသက်သွားချင်တာလားလို့သူ့ကိုမေးလိုက်ပါတော့တယ်။ဒီ channel လေးမှာတော့စိတ်ဝင်စားစရာဇာတ်လမ်းပေါင်းများစွာကိုအကောင်းဆုံးတင်ဆက်ပေးသွားမှာဖြစ်လို့ subscribe လေးပြုလုပ်သွားပေးဖို့တောင်းဆိုပါရခင်ဗျာ။